နောင်တနဲ့ကြံရစ်ခဲ့မဲ့အချစ်ဟောင်းအမျိုးသမီးကကွာရှင်းဖို့ပြင်နေပေမဲ့ခင်မွန်းဖြစ်သူကတော့ဂယုမဆိုင်တဲ့အပြင်သူ့ရဲ့အချစ်ဦးနဲ့ပဲလက်ထပ်ချင်နေတာပါအမျိုးသမီးကစိတ်မဆိုးပဲကွာရှင်းစာချုပ်ကိုအေးဆေးပဲလက်မှတ်ထိုးပေးပြီးထွက်ခွာသွားခဲ့ပါတယ်ခင်မွန်းဖြစ်သူကတော့ဒါဟာသူ့အာယုံဆိုင်မှုကိုလိုချင်လို့ဟန်ဆောင်နေတာလို့ပဲထင်နေခဲ့တာပါနောက်တနေ့မနက်မှာသူစားနေကြမနက်စာကအရသာပြောင်းလဲနေတာကိုတီးလိုက်ရမှဇနီးဖြစ်သူတကယ်ထွက်သွားပြီဆိုတာကိုသူသဘောပေါက်သွားခဲ့ပါတယ်တစ်ဖက်မှာလည်းအမျိုးသမီးဟာလမ်းမှာမေးလဲသွားတဲ့ကောင်လေးတယောက်ကိုကူညီကယ်တင်ပေးခဲ့ရကနေကောင်လေးရဲ့ဦးလေးဖြစ်သူ့ရဲ့ကျေးဇူးရှင်ဟောင်းနဲ့ပြန်ဆောင်ခဲ့ပါတယ်။ပွဲတစ်ခုမှာကောင်လေးနဲ့အတူလူပြက်ဝတ်စုံဝတ်ပြီးပျော်နေတဲ့အမျိုးသမီးကိုခင်မွန်းဟောင်းကတွေ့သွားပြီးအဆက်ခွဲဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအဆိုပါတထေးကြီးကအမျိုးသမီးဘက်ကနေမမမတ်ရက်တီပေးခဲ့ပါတယ်။လှပတဲ့ကာဝန်းအစ်စ်လေးနဲ့ထွက်လာတဲ့အမျိုးသမီးရဲ့အလှကခင်မွန်းဟောင်းကိုမြင်သက်သွားစေပေမဲ့အမျိုးသမီးကတော့သူ့ကိုလှည့်တောင်မကြည့်တော့ပါဘူး။အဲ့ဒီတော့မှခင်မွန်းဖြစ်သူဟာတန်မိုးရှိတဲ့ယတနာတစ်ပါးကိုထာဝရလက်လွတ်လိုက်ရပြီဆိုတာနောက်တကြီးစွာနဲ့သိလိုက်ရပါတော့တယ်။